မင်္ဂလာပါရှင်ကျမတို့အခြေခံတရုတ်စကားပြောအတွက်အချိန်မှန်းဆိုတဲ့အသုံးလေးကအန့်ရှလို့သုံးလို့ရတယ်အဲ့တော့ကျမကလွယ်လွယ်ကူကူပဲဒီမှာဝက်ကြလေးရေးထားတယ်အချိန်မှန်းစီးတော့ဆိုလို့ရှိရင်အန့်ရှ吃药ဟုတ်တယ်နော်စီးတော့တာက吃药လို့ပြောလို့ရတယ်အချိန်မှန်အတန်းသက်按时上课ဟုတ်တယ်နော်按时上课အချိန်မှန်လား按时来နောက်ပြီးတော့ရင်အချိန်မှန်အိမ်ပြန်ပါဒါမျိုးလေးရေးချင်တယ်ဆိုရင်တော့按时回家ကျမရေးထားတဲ့အသုံးလေးတွေကိုကြည့်ကြည့်ပါနော်按时ရဲ့အနောက်ကနေပြီးကျမတို့တွေ verb တွေလိုက်သွားတာနော်နောက်ပြီးရင်အချိန်မှန်အလုပ်ပြီးအောင်လုပ်ပါ按时ပြီးဆုံးတာဒီ完成လို့သုံးလို့ရတယ်按时完成အလုပ်က工作ကျမတို့ကဒီ按时ဆိုတာရဲ့နောက်မှာအချိန်မှန်ဘာတွေလုပ်ချင်လဲအဲ့ဒီအကြောင်းအရာလေးတွေကိုဆက်ပြီးရေးကြည့်ပါကွန်မန့်မှာလည်းဝင်များခဲ့လို့ရတယ်နော်